မင်္ဂလာဆောင်ပြီးနောက်နေ့မှာပဲသူ့ယောက်ျားကတေဆုံးသွားတယ်သူလည်းမငိုခဲ့ပါဘူးအလောင်းပေါ်ကိုအဖြူရောင်ဝတ်ကိုဖုံးပေးပြီးဆေးရုံထဲကနေပြန်ထွက်လာခဲ့တယ်အဲ့ဒီချိန်မှာတေသွားတဲ့သူ့ယောက်ျားကရုတ်တရက်ထထိုင်လာတယ်ပြီးတော့ဆေးရုံထဲမှာရှောက်သွားနေရင်နေရန်ပေါ်မှာအလင်းနဲ့အပေါက်တစ်ခုပေါ်လာခဲ့တယ်အဲ့ဒီထဲကိုဝင်သွားတာနဲ့နောက်ဘဝကိုကူးသွားမယ်ဆိုတာသူသိနေတယ်ဒါပေမဲ့သူသွားဖို့တွန့်ဆုတ်နေခဲ့တယ်အလင်းနဲ့ဟာပြန်ပိတ်တော့မယ်ဆိုတာသတိပေးသလိုနဲ့တစ်ဖြက်ဖြက်ဖြစ်နေတယ်မိမကိုမခွဲနိုင်လို့သူလည်းမသွားဖို့ဆုံးဖြတ်လိုက်တယ်ပြီးတော့အိမ်ကိုလည်းရှောက်ပြန်လာခဲ့တယ်အိမ်ရောက်တော့မိမကပြန်မရောက်သေးဘူးသူလည်းမိမပြန်လာတဲ့အထိစောင့်နေခဲ့တယ်ပြန်လာတော့ဘာမှမဖြစ်ခဲ့သလိုမျိုးအရန်ကိုတည်ငြိမ်နေခဲ့တယ်ယောက်ျားစားထားတဲ့မုံတွေကိုအမိုက်ပုံးနဲ့ထည့်လိုက်ပြီးအမိုက်ပုံးကိုအကြာကြီးစိုက်ကြည့်နေခဲ့တယ်စပွဲပေါ်မှာယောက်ျားပြန်လာရင်အတူတူစားဖို့လုပ်ထားတဲ့ဗန်တီးမုံလေးရှိနေတယ်မိမလည်းအဲ့ဒါကိုယူပြီးအများကြီးစားပစ်လိုက်တယ်နေ့မကြခဲ့ပေမဲ့မိမဟာအရန်ကိုဝမ်းနေနေတဲ့ခံစားချက်ကိုတော့သူမြင်နေခဲ့တယ်အဲ့ဒီနောက်ပိုင်းမိမဟာအပြင်မထွက်ဘဲအိမ်မှာပဲအကြာကြီးနေခဲ့တယ်အပြင်ကိုကြည့်ပြီးယောက်ျားဖြစ်သူကိုလွမ်းနေခဲ့တယ်တနေ့မှာတော့ယောက်ျားဟာဘယ်တော့မှပြန်လာမှာမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုလက်ခံလိုက်တယ်ဘဝတစ်ကိုပြန်စဖို့သူဆုံးဖြတ်လိုက်တယ်အလုပ်တွေပြန်လုပ်ခဲ့တယ်နေ့ရက်တွေဟာပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်တရေကြီးဟာဒါကိုကြည့်ပြီးသူ့ကိုမေ့သွားမှကြောက်လို့အယံအနေနေခဲ့တယ်မိမအိမ်မှာမရှိတဲ့ချိန်မှာသူဟာအထီးကျန်စွာနဲ့အိမ်မာဒီအတိုင်းထိုင်နေခဲ့တယ်တနေ့တော့ဘေးအိမ်မှာသူ့လိုတရေတကောင်ကိုသူသတိထားမိသွားတယ်ဘာလို့နေတာလဲလို့လက်မကြည့်တော့အဲ့ဒီတရေကသူဟာတစုံတယောက်ကိုစောင့်နေခဲ့တာပါစောင့်နေရတာကြာလုံးလို့ဘသူ့ကိုစောင့်နေတာလဲဆိုတာတောင်မေ့သွားပြီလို့ပြန်ပြောခဲ့တယ်အဲ့ဒီစကားကိုကြားတော့သူလည်းအယံတုံလှုပ်သွားခဲ့တယ်တနေ့မှာသူ့မိမဟာသူ့ကိုမေ့သွားမယ်ဆိုတာသဘောပေါက်ပြီးအယံအနေသွားတယ်အဲ့လိုနဲ့တနေ့လောက်ကြာတော့သူ့မိမဟာအင်ကိုယောက်ျားတယောက်ခေါ်လာခဲ့တယ်တရေကြီးလည်းအယံကြေကွဲသွားခဲ့တယ်သူတို့နှစ်ယောက်နန်းနေကြတဲ့အချိန်မှာမီးတွေတစ်ဖြက်ဖြက်ဖြစ်အောင်လုပ်ပြီးစာအုပ်စင်ပေါ်ကစာအုပ်တွေကိုရိုက်ချပစ်လိုက်တယ်စာအုပ်တအုပ်ဟာပွင့်လျက်သားပြုတ်ကျသွားတယ်တိုက်ဆိုင်စွာနဲ့တရေချောက်တဲ့အိမ်ဆိုတဲ့စာအုပ်လေးဖြစ်နေခဲ့တယ်သူ့မိမလည်းယောက်ျားဟာတစ်ချိန်လုံးအိမ်မှာရှိနေခဲ့တာလားဆိုပြီးသတိထားမိသွားတယ်အဲ့ဒီညမှာကျမ်းပြင်ပေါ်မှာအိပ်ပြီးယောက်ျားအရန်ကြိုက်ခဲ့တဲ့တခြင်းကိုနားထောင်နေခဲ့တယ်ယောက်ျားဟာအိမ်မှာရှိနေခဲ့ရင်လည်းဘဝချသွားခဲ့ပါပြီနောက်ဆုံးတော့သူကိုယ်တိုင်ပဲအိမ်ကထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်အထုပ်ဘိုးတွေပြင်ပြီးထွက်မသွားခင်မှာစာတစောင်ရေးလိုက်ပြီးနေရန်ပေါ်ကအကြောင်းလေးတွေကိုထိုးထည့်ထားခဲ့တယ်ပြီးတော့ကောင်းမောင်းပြီးထွက်သွားခဲ့ပါတယ်သူ့မိမဘာရီအေးခဲ့လဲဆိုတာကိုသိချင်လို့စာကိုထုတ်ယူဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့စာရွက်ကိုကင်လို့မရဘူးဖြစ်နေခဲ့တယ်အဲ့ဒီလိုနဲ့နှစ်တွေအကြာကြီးကုန်ဆုံးသွားခဲ့ပါတယ်နောက်ဆုံးတော့စာရွက်လေးကိုထုတ်ယူနိုင်ခဲ့ပြီးရေးထားတဲ့စာကိုဖတ်လိုက်ရတဲ့ချိန်မှာတော့သူ့ရဲ့ဝိညာဉ်ဟာလောကကြီးထဲကနေထာဝရပျောက်ကွယ်သွားခဲ့ပါတော့တယ်